နေဖွဲ့စည်းရဲ့အစအဦးဆုံးဂျိုနေနဲ့အနီးဆုံးမှာရှိနေတဲ့ဗုဒ္ဓဘုဂျိုဟာတကယ်တော့ကျွန်တော်တို့ထင်ထားတာတက်ပို့ပြီးထူးဆန်းနေပါတယ်နေနဲ့နီးပေမဲ့သူကအပူဆုံးဂျိုမဟုတ်ပါဘူးဒါပေမဲ့နေဘက်မှာ430ဒီဂရီရှိပြီးညဘက်မှာတော့-180ဒီဂရီထိအစွန်းရအောင်အေးခဲသွားတတ်ပါတယ်သူ့မှာကဘာလိုလေတို့မရှိပါဘူးအဲ့ဒီအတွက်ကြောင့်လည်းနေရဲ့ပူချိန်ကိုမထိန်ထားနိုင်တယ်လို့အာကာသတွေကဥက္ကာခဲတွေရဲ့တန်ကိုလည်းတိုက်ရိုက်ခံနေရတာပါလေတို့မရှိတဲ့အတွက်ဗုဒ္ဓဘုရဲ့မျက်နှာပြင်ဟာလာမင်းကြီးလိုပဲဥက္ကာခဲတွေကြောင့်ဖြစ်တဲ့ဂျိုင်းကွက်ကြီးတွေနဲ့ပြည့်နှက်နေပါတယ်ဒီဂျိုဟာနေကိုတစ်ပတ်ပတ်ကို88ရက်ပဲကြာပါတယ်ဒါကြောင့်သူ့စီမှာတစ်နှစ်ဆိုတာကပတ်ရက်နဲ့3လတောင်မပြည့်ပါဘူးနေကိုပတ်တာမြန်ပေမဲ့သူ့ကိုယ်သူလဲတာကတော့အရန်နှေးပါတယ်ဗုဒ္ဓဘုပေါ်မှာတစ်နေ့တာဟာကပတ်ရက်ပေါင်း59ရက်နဲ့ညီမျှပါတယ်သေးငယ်ပေမဲ့ဗုဒ္ဓဘုမှာကပတ်လိုပဲတန်လိုက်ဆက်ကွင်းရှိပါတယ်ဒါဟာသူ့ရဲ့အတွင်းပိုင်းမှာတန်တက်တွေအများကြီးရှိနေတယ်ဆိုတဲ့သက်သေပါပဲထူးခြားချက်ကတော့ဗုဒ္ဓဘုဂျိုဟာတတိတိကျုံဝင်လာနေတာပါသူ့ရဲ့အတွင်းပိုင်းအေးမြတ်လာတာနဲ့မျှမျက်နှာပြင်မှာအေယာမအကွဲကြောင်းကြီးတွေဖြစ်ပေါ်လာပါတယ်နေနဲ့ဒီလောက်နီးပေမဲ့ဝေးလံတဲ့ဝင်ရိုးစွန်းကဂျိုင်းကွက်နက်ကြီးတွေထဲမှာနေအောင်လုံးဝမရတဲ့အတွက်ရေခဲတွေရှိနေနိုင်တယ်လို့သိပ္ပံပညာရှင်တွေကယူဆထားကြပါတယ်လက်ရှိမှာတော့ပပီကိုလန်ပိုလိုအာဂတယင်တွေကဒီလိုအချက်တွေကိုပေါ်ထုတ်ဖို့ဗုဒ္ဓဘုစီကိုဦးတည်နေပါတယ်နောက်ထပ်ဘာတွေတွေ့ရအောင်မလဲဆိုတာစောင့်ကြည့်ရမှာပါ